မြတ်စွာဘုရားကိုယ်တိုင်ကဟောပြီးတော့ဟောထားတာရှိတယ်လူသေးပြီးလူပြန်ဖြစ်တာအလွန်နေတယ်လူသေးပြီးငရဲရောက်တာများတယ်လူသေးပြီးတိရစ္ဆာန်ဖြစ်တာများတယ်လူသေးပြီးပြိတ္တာဘဝရောက်သွားတာများတယ်သူဆိုတယ်နော်လူသေးပြီးတိရစ္ဆာန်ဖြစ်သွားတော့အပယ်လေးပုံရောက်သွားတာတွေကပုံများတယ်သူဟောတာအဲ့တော့30ပုံသရဝါတွေဟာကျင်လဲနေတဲ့အထင်ပဲအရေးအတွက်အပြည့်ပြောမယ်ဆိုရင်လူပုံရောက်တဲ့သရဝါနဲတယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတာလစ်စိတ်ကလဆိုတော့ထံမိုးကြီးနော်ထဘိုးထုံကြီးအပေါက်တစ်ပေါက်ထဲသာရှိတဲ့ထဘိုးထုံကြီးဥပမာပေးပြီးတော့ခေါ်ကြားထားတဲ့သုတ်တာရှိတယ်ရှုခလစ်စိတ်တာအဲ့ဒီထံမိုးထုံကြီးယူခိစိတ်ထံမိုးထုံကြီးဟာပင်လယ်ပြင်ပေါ်မှာလှိုင်းပုတ်ရအောင်မျောပြီးတော့နေတယ်အပေါက်ကတစ်ပေါက်ထဲပါတယ်အဲ့ဒီပင်လယ်ပြင်ထဲမှာလည်းပဲစိတ်ကန်းမျက်စိမမြင်ရတဲ့စိတ်ဒီလက်ကြီးတစ်ကောင်မျက်စိမပါတဲ့လက်ကြီးတစ်ကောင်ဟာလေပင်လယ်အောက်ချမ်းပြေမှာလှဲ့လှဲ့သွားလာပြီးရမယံခါမျက်နှာပြင်ပေါ်ပင်လယ်မျက်နှာပြင်ပေါ်တက်လာပြီးတော့လေးရှူတယ်အဲ့တော့အနှစ်တရာကြာမှသူကပင်လယ်မျက်နှာပြင်ပေါ်ရောက်လာတတ်တယ်အဲ့ဒီလက်ကမ်းကြီးတစ်ကောင်အနှစ်တရာကြာမှပင်လယ်ပြင်ကိုတက်လာတဲ့အချိန်အပေါက်တစ်ပေါက်သာပါတဲ့ထဘိုးတုံးကြီးကလည်းမျောချင်ရမျောနေတဲ့အချိန်သူကလည်းပဲခေါင်းကိုရေမျက်နှာပြင်ပေါ်ပြူလိုက်တဲ့အချိန်မှာထဘိုးတုံးရဲ့အပေါက်နဲ့လက်ရဲ့ခေါင်းနဲ့အန်ချဆွမိဖို့ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးနော်အလုံးကိုဖြစ်ခဲတယ်လို့ပြောအလုံးဖြစ်ခဲတယ်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့ကခဲနေလို့မြတ်စွာဘုရားဟောတာနော်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့အေးစာထဲမှာမပါဘူးပဲပြောကြတာရှိတယ်ဗြဟ္မပြေကအတ္တဇင်လူပြေကအတ္တဇင်ချလိုက်အဖျားခြင်းသာထိမယ်ဆိုတာစာထဲတော့မပါခုနကတော့ဘုရားဟောတာနော်ဘုရားဟောတဲ့အကြောင်းအဲ့တော့လူဘဝဆိုတာလူဖြစ်ဖို့မတမခဲနေခဲတော့လေလူဘဝဟာတန်ဖိုးရှိတဲ့ဘဝသိချတယ်အဲ့ဒါကြောင့်မို့လို့လူဘဝဘုန်းကြီးတို့တွေရလာပြီဘာလုံးရမလဲအခုလိုတန်ဖိုးရှိတဲ့လူဘဝရလာတဲ့အခါမှာရတဲ့အနှစ်သာရတွေကဘာတွေလဲ